အားလုံးပဲမင်္ဂလာပါ Football Match Arsenal page မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် page ကတော့ Arsenal အကြောင်းပြောတဲ့ page လေးဖြစ်ပါတယ်ဒီနေ့ကတော့မနေ့ကကန်သွားတဲ့ Bournemouth vs Arsenal ပွဲပြီး review လေးဖြစ်ပါတယ်ညပွဲထက်လာတဲ့ Arsenal ရဲ့ပွဲထက်လူစင်းမှာတော့ကိုသမားနောက်တန်းအလဲတန်းကပြောင်းလဲလာခြင်းတော့မရှိပါမယ်ရှေ့တောင်မှန်နှစ်ဆောင်ကတော့ပြောင်းလဲလုပ်လာခဲ့ပါတယ် Trossard နဲ့ Saka ရဲ့နေရာကို Martinelli နဲ့ Madueke ကလိုင်းရထွက်လာခဲ့ပါတယ်ပွဲစားတာနဲ့အင်ရှင်ဘုံမောက်အသင်းဟာ Arsenal ကိုစတင်ဖိအားပေးလာခဲ့ပြီးတော့10မိနစ်မပြည့်ခင်မှာပဲတောက်ကံပေါ်စတင်ရရှိခဲ့ပါတယ်ပွဲစဉ်9မိနစ်အရောက်မှာပဲ Arsenal ရဲ့နောက်တန်းအမှားအဆင့်အင်ရှင်ဘုံမောက်တို့ဟာဂိုးစတင်ရရှိခဲ့ပါတယ်အကူကိုတော့နောက်ခံလူ Gabriel အမှားနေပြီးတော့လူပေးမှကနေဂိုးပေးရခဲ့တာဖြစ်ပါတယ်ကိုသမား David Raya ကလည်းဂိုးပေါက်နာမှာရှိမနေပဲနဲ့နောက်ခံလူတွေနဲ့ပြန်ပြီးတော့ပေးရကစားဖို့အတွက်ချိတ်ဆက်နေလို့အတင်းအတွက်အမှားတစ်ခုဖြစ်သွားတာပေါ့ခင်ဗျာဒီကိုအမှားဟာနောက်ခံလူ Gabriel အတွက်မမှားတဲ့နဲ့မမှားမှုပေါ့ခင်ဗျာတိတ်မကြခင်တော့9မိနစ်လောက်မှာပဲအာဆင်နယ်ဟာခြေပါကိုပြန်လည်ရရှိခဲ့ပါတယ်အကူကိုတော့အာဆင်နယ်နောက်ခံလူ Gabriel ကပြန်လည်သွင်းယူပေးခဲ့ပြီးသူ့ကြောင့်ပေးရတဲ့ဂိုးအတွက်ခြေပါကိုပြန်လည်ရယူပေးနိုင်ခဲ့ခြင်းဖြစ်ပါတယ်အကူကတော့ Declan Rice ပြစ်ဒဏ်ဘောကနေပြီးတော့လန့်ကန်နေတာကနေပြီးတော့ဂိုးသမားပုတ်ထုတ်ပြီး Madueke ရဲ့တကူတော့တောင်ပန်ဆွမ်းနဲ့ဖြတ်ကျော်ပြီးအလဲကိုဖြတ်တင်ပေးပြီးတော့ဂိုးရှိမှာရှုပ်ချက်ခတ်နေမှပြန်ထွက်လာတဲ့ဘောလုံးကို Gabriel မှဘယ်ချင်းနဲ့လုံးဝအပိုင်ကန်သွင်းခဲ့တာဖြစ်ပါတယ်ပထမပိုင်းကတော့သူတပြန်ကိုတပြန်နဲ့အပြန်လန်ချင်းချောင်းနေခဲ့တာပါဒါပေမဲ့အာဆင်နယ်ကမိနစ်30လောက်မှာတော့ကစားအနှင်းငယ်စီကျသွားပါတယ်ဒုတိယပိုင်းစလာတဲ့မြအာဆင်နယ်ဟာကစားပွဲကိုတိတိတသားစိုးမိုးလာခဲ့ပါတယ်ပွဲစဉ်53မိနစ်မှာပဲအာဆင်နယ်တို့ဟာဥဆောင်ကိုရရှိခဲ့ပါတယ်အကူကိုတော့ Declan Rice ကပဲ Odegaard ဖန်တီးပေးပြီးတော့အပိုင်ကန်သွင်းရခဲ့တာပါထပ်မံပြီးတော့မိနစ်90မှာပဲအာဆင်နယ်ဟာတတိယဥဆောင်ကိုထပ်ရရှိခဲ့ပါတယ်အကူကိုတော့လူစားဝင်လာတဲ့ဆာကာကတောင်ပန်ကနေဆင့်ချိုးပေးပြီးတော့ Declan Rice ကပထမဂိုးလိုပဲအပိုင်ကန်သွင်းရရှိခဲ့တာဖြစ်ပါတယ်တတိယဂိုးရပြီးတော့တိတ်မကြခင်မှာအာဆင်နယ်တို့ဟာခြေပါဂိုးပြန်လဲပေးအပ်ခဲ့ရပါတယ်အာဆင်နယ်တို့ကစားအနှင်းငယ်ချလိုက်တဲ့အချိန်မှာပဲပုံမောက်အသင်းမှပြန်လဲဖိအားပေးလာခဲ့ပြီးတော့အဝေးကန်ချက်ဖြင့်ကွင်းလယ်ရာနေပြီးတော့လှမ်းကန်အားကိုသမားရမဖမ်းနိုင်မဲနဲ့ဂိုးပေးခဲ့ရပါတယ်ဒီကွဲမှာတော့အာဆင်နယ်တို့အတွက်အဝေးကွင်းတောက်ကန်ရတဲ့အတွက်အနှင်းငယ်ခက်ခဲလာခဲ့ပါတယ်ပုံမောက်အသင်းကလည်းကောင်းမွန်တဲ့ခြေစမ်းဖြင့်ပြန်လည်တုံ့ပြန်ခဲ့တာပါပုံမောက်အသင်းကနိုင်ပွဲကိုတော်တော်ကြာပျောက်ဆုံးနေပေမဲ့လည်းဒီပွဲရဲ့ခြေစမ်းကတော့တော်ရီ short တက်လို့မရတဲ့အခြေအနေမျိုးပါဒီပွဲမှာတော့နောက်ခံလူ Gabriel ကတော့ Villian ကနေပြီးတော့ Hilo ပြန်ဖြစ်လာတဲ့ပွဲလို့တော့ပြောရမယ်သူကြောင့်ပေးလိုက်ရတဲ့ဂိုးကို9မိနစ်လောက်အတွင်းမှာဂိုးကိုပြန်လည်ရယူနိုင်ခဲ့တယ်လုံးဝ passion အပြည့်နဲ့ခြေပါဂိုးကိုပြန်လည်ရယူပေးခဲ့တာဖြစ်ပါတယ်နောက်ထပ်တစ်ယောက်ကတော့ကျွန်တော်တို့ရဲ့ captain Martin Odegaard ဖြစ်ပါတယ်ဒီပွဲမှာတော့သူက Declan Rice အတွက်တကူဖန်တီးပေးခဲ့ပြီးတော့တတိယတကူမှာလည်း pre assist ကိုဖန်တီးပေးခဲ့တာပါပထမတစ်လုံး Declan Rice ကိုဖန်တီးပေးလိုက်တဲ့လုံးဆိုရင်လုံးဝမကြည့်ဘဲနဲ့တော့အလဲကိုထိုးပေးချလိုက်တဲ့အလုံးမျိုးနောက်ပြီးတော့ကွင်းလယ်မှာဆိုရင်လည်းSuimandi ရယ် Declan Rice ရယ် Martin Odegaard ရယ်က၃ယောက်ကလုံးဝ rotate လှည့်ပြီးတော့ကစားနေတယ်လို့ပဲDeclan Rice ကနမိုက်ရိုမှာကစားရင်ကစားမဟုတ်ရင်Suimandi နဲ့ Odegaard ကတယောက်ချိန်နေပြီးတော့နံပါတ်6 row ဖြစ်ဖြစ် row တွေကလှည့်နေတာပါနောက်ထပ်တစ်ယောက်ပြောချင်တဲ့လူကတော့ကျွန်တော်တို့ရဲ့ကိုပေါက်ပြောင်းနေတဲ့တိုက်စစ်မှု Victor Gyökeres အကြောင်းဖြစ်ပါတယ်သူကဒီပွဲမှာတော့တွင်းကိုတွေအစ်စ်တွေနဲ့ပါဝင်ပတ်သက်ခြင်းလုံးဝမရှိပေမဲ့လည်းသူ့ကြောင့်ပဲတခြားကစားသမားတွေနေရာလွတ်တွေရပြီးတော့ချောချောချူကစားနိုင်ခဲ့ရတာပါ Rice ရသွားတဲ့ပထမဂိုးအလုံးမှာဆိုရင်သူ့ပေးမဲ့ထင်ပြီးတော့ပုံမောက်သိန်းရဲ့နောက်တန်း၄ယောက်လောက်ကလုံးဝအပိုင်ကတ်ထားတာပါလုံးဝစဝိုင်းလိုဖြစ်နေပြီးသူ့နားမှာပဲလုံးဝပိုင်ကတ်နေတာပါသူ့အတွက်ကတော့ဂိုးမရသေးပေမဲ့အခြားလူတွေကိုကစားရချောင်းအောင်လုပ်ပေးနေလို့အာဒီဒါပထမပွဲထက်
နေရာကိုပေးထားတာဖြစ်ပါတယ်နောက်ဆုံးတစ်ယောက်ကတော့ဒီပွဲအတွက်အကောင်းဆုံး Man of the Match ဆုရသွားတဲ့ Declan Rice ပဲဖြစ်ပါတယ်ဒိုင်ယာကနေပြီးတော့ပြန်လာပြီးတော့ဒီပွဲမှာလုံးဝ2 goal သွင်းအောင်နေမကဘူးကွင်းတစ်ကွင်းလုံးမှာလည်းရှေ့နောက်ဆုံးနေရာဆုံးကစားသွားပြီးတော့အကောင်းဆုံးခြေစွမ်းပြသသွားပြီးတော့ Man of the Match ဆုကိုထထတန်ရရှိသွားတာဖြစ်ပါတယ်အာဆင်နယ်ကတော့ကိုလိုရမတောင်ကိုတခြားလှုပ်ဆောင်ခဲ့ပြီးတော့အဝေးကွင်းမှာအနိုင်3မှတ်ကိုရရှိလာခဲ့ပါတယ်အဆင့်1မှာပဲဆက်လက်ရပ်တည်နေခဲ့ပြီးတော့မန်စီးတီးကိုအမှတ်ဖြတ်ကဆက်လက်ဖိအားပေးနေခဲ့ပါတယ်အားလုံးကျေးဇူးတင်ပါတယ်